ပိတ်တဲ့ကြီးမင်္ဂလာပါဒီနေ့ကျွန်တော်ဗီဒီယိုဆရာပေါ့လေဗီဒီယိုဆရာပြီးတော့ဒီစီးပွားရေးအိမ်တော်ရဲ့အခြေအရေးတွေကိုအဲ့လိုမျိုးတွက်ချက်ပေးတဲ့ဗီဒီယိုဟောရန်ဆရာမင်းသိခါရဲ့အကြောင်းလေးကို review လေးနည်းနည်းပြောပြချင်ပါတယ်သတင်းကောင်းလေးပေါ့လေကျွန်တော်ကဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့တိတ်ပြီးတော့အယုံကြည်မရှိဘူးဟိုတွက်လေတွက်စားမရှိဘူးပေါ့လေဒါပေမဲ့လူတယောက်ကကံဉာဏ်ဝိရိယဘလောက်ကောင်းကောင်းကိုယ့်ရဲ့ဇာတာခွင်ကအဲ့လိုမျိုးပေါ့လေဟိုပိတ်နေတယ်အဲ့လိုဘာလို့အဆင်မပြေတာမျိုးတွေရှိတတ်တယ်ပေါ့ဥမာရေရာကောင်းမင်းလောင်းတော်ဖြစ်တယ်ဆိုတဲ့ဘောပေါ့လေဒါနဲ့ကျွန်တော်အဲ့မှာဗီဒီယိုတွက်ကြည့်လိုက်တာပေါ့လေဆရာနဲ့တွက်ကြည့်လိုက်တော့အတိတ်မှာကိုယ်စင်နိုင်ဘာတွေဖြစ်ခဲ့တယ်โอเคရတယ်မှန်တယ်ဒါပေမဲ့နောက်3လတော်နေမှာကိုယ်စင်နိုင်ဘာဖြစ်မလဲအဲ့လိုကိုယ်စင်နိုင်ဘာလေးတွေရေရာလေးတွေလုပ်ပေါ့ဒါကျွန်တော်အမှုပညာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့မေဂျာလေးဖြစ်တယ်ကျွန်တော်ရဲ့အလုပ်ကိုင်လေးဖြစ်တယ်ပေါ့ဒီအတိတ်မှာကျွန်တော်ကဘာဖြစ်ကျွန်တော်စိတ်ဝင်စားပေါ့လေဆရာမင်းသိခါနဲ့အဲ့လိုတွက်ချက်ပြီးတော့အဲ့လိုမေးကြည့်လိုက်တော့ကျွန်တော်သူပြောတဲ့ရေရာနဲ့ကျွန်တော်3လအတော်တွင်လုပ်ကြည့်လိုက်2လလောက်နေတော့ထူးကြတယ်ပေါ့ထူးကြတဲ့ခါကျတော့ဒါဟိုမိုက်တယ်ပေါ့လေကျွန်တော်တော့မှနည်းနည်းကြိုက်သွားတယ်ပေါ့အဲ့တော့အခုလိုပဲဒီပရိသတ်တွေကြားထဲမှာပဲဖြစ်ပရိသတ်တွေမှာလည်းအခုလုံးရင်လုံးတလောက်အဆင်မပြေတာကိုကစူးစမ်းပြီးတော့စူးစမ်းတဲ့လောက်အရာမထင်တာတွေရှိတတ်တယ်အဲ့ဒါကြောင့်မလို့ကျွန်တော်ကနေပြီးတော့ကျွန်တော်ပရိသတ်တွေကိုဒါတင်ကောင်းလာပေးတာပေါ့နော်ပြီးတော့ဆရာမင်းသိခါမှာဒီဇာတာခွင်ပြီးတော့အိမ်တော်ရေးအခြေစီးပွားရေးပြီးတော့နာမည်ကမွန်တက်ပေးခြင်းအစရအများကြီးရှိတာပေါ့လေဒါပေမဲ့လည်းကျွန်တော်ကကြတော့လည်းတခြားကိစ္စတွေစိတ်ဝင်စားတဲ့ခါကျတော့ကျွန်တော်ရဲ့ဒါအမှုပညာနဲ့ပတ်သက်တဲ့ဒါလုပ်ငန်းကိုင်ငန်းတွေပေါ့လေသူ့ဒီလိုမေးတာပေါ့မေးတဲ့ခါကျတော့ဘယ်လိုလေးရှိတယ်ပေါ့ဗာလေးလုပ်ရင်တော့ဘယ်လိုလေးလုပ်ဖြစ်မှာပေါ့လေအဲ့ဒါလေးတွေမေးတော့ကျွန်တော်နဲ့ကတော့ဘယ်လိုကွက်တီကွက်ကြတာပေါ့လေကြတော့ဟိုချို့ပရိသတ်တွေမှာလည်းရှိမယ်လူမျိုးစိတ်ဖုံဖုံဆိုတော့ကိုလုံးတလောက်အရာမထင်တာစူးစမ်းတလောက်အရာမထင်တာတွေရှိတယ်ဒါကလေခုနပြောနေပေါ့လေဟိုဒါကိုယုံကြည်ခြင်းမယုံကြည်ခြင်းပုံမှာမူတည်တာပေါ့ဟိုမှာယုံကြည်ခြင်းမယုံကြည်ခြင်းပုံမှာမူတည်ပြီးတော့လေတယောက်နဲ့တယောက်တိုက်ဆိုင်တာကန်တူအကျိုးပေးတာလေလိုတာပေါ့လေအဲ့တော့ကို့မှာအဲ့လိုပဲလုံးတလောက်အရာမရောက်တဲ့ဟာတွေကဘာလေးတွေစိုးပိတ်နေတာလဲဆိုတာလေးကိုယ့်ရဲ့ကန်စာတာကိုစိတ်ရင်းနဲ့ဒီဆရာမင်းသိခါစီမှာခုနရေရစီမံလေးတွေကိုယ့်ရဲ့ဇာတာခွင်တွေကိုတကယ်လို့ကန်ညံ့နေတယ်ဆိုရင်စစ်လို့ရတယ်ခုနကျွန်တော်ပြောတဲ့အကြောင်းအရာတွေလည်းဒီဆရာမင်းသိခါစီမှာအများကြီးစုံစမ်းမေးမြန်းလို့ရတယ်လူကိုယ်တိုင်သွားလို့မရဘူးဆိုလို့ရှိရင်လည်းဖုန်းနဲ့ဆက်လို့ရတာပေါ့သူတို့ကဆရာကနေရတော့မန္တလေးမှာဆိုတော့အဲ့လိုချက်လို့နေဝေးတွေကဘာညာဆိုလို့ရှိရင်လည်းအဲ့လိုဖုန်းနဲ့လမ်းဆက်ပြီးတော့အဲ့လိုမျိုးသူမေးမြန်းလို့ရတယ်ပေါ့လေအဲ့ဒါကိုကျွန်တော်ရဲ့ကိုယ်တွေနဲ့အတူဟောဒီမှာပိတ်သက်တွေမှာလည်းအဲ့လိုဇာတာဝင်ညံ့နေတာလို့အလုပ်ကိုင်းနေစင်မပြေတာကိုစသဖြင့်ပေါ့ဆက်ရအောင်ခက်ခဲနေရဆိုလို့ရှိရင်တယောက်နဲ့တော့ကန်တူကြိုးပေးရှိလားဆိုတာသိချင်လို့ရှိရင်မေးကြည့်လို့ရပါတယ်ဆိုတဲ့အကြောင်းလေးကိုကျွန်တော်ကတင်ကောင်းလာပေးရပြီးတော့ဒါရှေးအောင်ရိုးရာပုံသားဆရာကြီးမင်းသိခါပေါ့လေဒါဟိုးရှိရဒါရှေးရိုးပုံစံတိုင်းဟောကြတော့ပုံသားတွေဟောလို့မျိုးလေနောက်တစ်ခုကသူ့မှာကလည်းအစိုးရတရားဝင်ချထားပြီးတဲ့ license လည်းရှိတယ်ဟိုဒါလည်းဟိုစကားဆက်မိနေသူလည်းကိုယ်ပြောပြလို့သိတာပေါ့လေကျွန်တော်တို့ကကျွန်တော်ဒီလိုမျိုးပေါ့လေဟိုကျွန်တော်အခုလိုမျိုးဟိုမှန်သွားတယ်လို့မျိုးပေါ့ကျွန်တော်တွက်ချက်လိုက်လို့မှန်သွားတယ်လို့မျိုးတကယ်ခက်ခဲနေတဲ့လူကလည်းသူနဲ့ကန်ရင်းဆက်ပြီးတော့ကန်တူအကျိုးပေးပြီးတော့ထိထိရောက်ဖြစ်သွားတယ်ဆိုရင်ဝမ်းသာပါတယ်အဲဒါကြောင့်မလို့ကျွန်တော်ကသတင်းကောင်းလေးလာပေးတာပါကျွန်တော်ဖုန်းနံပါတ်လေးကိုရေးပေးခဲ့မယ်အဲ့ဒီဖုန်းနံပါတ်လေးကိုဆက်ပြီးမေးလို့ရပါတယ်ဟို Facebook link လေးလည်းကျွန်တော်ချပေးပါမယ်Facebook နဲ့ဆိုင်တော့ဖုန်းဆက်ပြီးမေးတာတို့တကယ်လို့ဟိုမန္တလေးကိုလူကိုယ်တိုင်သွားပြီးမေးနိုင်တယ်လို့ဘာလို့ဆိုရင်တော့ပိုကောင်းတာပေါ့လေဖုန်းကအဓိကဆက်ပြီးတော့မေးလိုက်ပါနော်ကျေးဇူးတင်ပါတယ်